Rafael Leao ကတော့ AC Milan ကနေပြောင်းကျင်နေဆိုပြီးတော့ပြောလိုက်ပြီးလက်ရှိမှာလည်းတရားဝင်သူကိုယ်တိုင် AC Milan ကိုနှုတ်ဆက်သွားတဲ့ပုံစံမျိုးတွေပြောထားတယ်။ဒါပေမဲ့လို့ဘယ်အသင်းကခေါ်နိုင်မလဲ။ဒီနေရာမှာကျွန်တော်တို့ Manchester United အနေနဲ့ Rafael Leao ကို market opportunity ဖြစ်မြင်နေရတော့မှရအောင်ခေါ်နိုင်မလား။အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့အသင်းရဲ့ဘက်ကဘယ်တောင်မှန်ခေါ်ဖို့အတွက်ပေါ့နော်။ဒါဒီ market ထဲမှာသတင်းတွေထွက်နေတဲ့အချိန် Rafael Leao တို့လိုကစားမားတွေနဲ့လည်းတောက်လျှောက်ဆိုသူတို့သတင်းတွေထွက်ထားတာရှိပါတယ်။ဒီနေရာမှာ Rafael Leao ကတော့ဒီနွေရာသီအပြောင်းရွှေ့မှာသူ AC Milan ကနေပြောင်းရွှေ့ပြီးတော့တခြား league ကိုကစားတော့မှာဖြစ်တယ်ကစားကျင်တယ်ဆိုပြီးတော့သူဖွင့်ဟလာပြီသူအနေနဲ့ Italy Serie A ကနေကိုပြောင်းကျင်တာပါ AC Milan ကနေပြီးတော့ Napoli ပြောင်းတာမျိုး AC Milan ကနေ Inter Milan ကိုပြောင်းတာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်သူအနေနဲ့တခြားဟိုနိုင်ငံကလပ်တစ်ခုရဲ့ကျွန်တော်ကတခြားနိုင်ငံရဲ့ league တစ်ခုမှာပြောင်းကစားကျင်တာလာလီဂါဖြစ်ရင်ဖြစ်မယ်ပြင်သစ်လီဂ်ဖြစ်ရင်ဖြစ်မယ်ကျွန်တော်လက်ရှိမှာ Premier League ဖြစ်ရင်ဖြစ်မယ်ပေါ့ဒီနေရာမှာ Leao ရဲ့ statement ကိုကျွန်တော်ကြည့်ရရင်သူ့အနေနဲ့ပေါ့နော်AC Milan မှာဟိုဘယ်လိုပြော AC Milan တမိုင်းတွေကကစားမတယောက်အဖြစ်သူလုံနိုင်ခဲ့တာနဲ့ပတ်သက်ပြီးတော့သူ့ကိုယ်သူကစားနိုင်ခဲ့တာနဲ့ပတ်သက်ပြီးတော့သူတော်တော်လေးဂုဏ်ယူတယ်ပေါ့နော်ဒါပေမဲ့လည်းလို့လက်ရှိဆိုလို့ရှိရင်ဘွားရဲ့အခန်းကဏ္ဍအသစ်တွေကိုစတင်ရတော့မယ်အချိန်ရောက်ပြီပေါ့ဒါအပြင်တခြား league တစ်ခုကိုပြောင်းကစားဖို့လဲသူဟာအစင်သင့်ဖြစ်နေပြီလို့သူခံစားရတယ်ပေါ့နော် AC Milan မှာကစားခွင့်အရာတော့အတော်တွင်မှာ AC Milan အတွက်အကောင်းဆုံးဆိုလို့ကျွန်တော်ပေးဆက်ကစားခဲ့တယ်ဒါပေမဲ့လည်းလို့အခုဆိုရင်စိန်ခေါ်မှုအသစ်တွေကိုရင်ဆိုင်ရတော့မဲ့လားဒီဘယ်လိုပြောမလဲအချိန်ကျနေပြီဆိုပြီးတော့သူပြောထားတယ်အဲ့တော့ဆရာသမားတွေဘယ်လိုမြင်ကြလဲဆရာသမားတွေလက်ရှိ Rafael Leao နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ဒီ channel မှာလည်းရှေ့မှာဆွေးနွေးကြတာတွေကျွန်တော်ရှိတယ်ပေါ့လေဒါပေမဲ့လို့ Leao ကလက်ရှိအခုလိုမျိုးပြောလာတော့ညီကတို့ဘယ်လိုမြင်ကြလဲကျွန်တော်ကတော့ Manchester United အတွက်ပေါ့နော်ဟိုကျွန်တော်တို့ကဘယ်တောင်မှန်ကိုအစားထိုးပြီးတော့ဟိုခေါ်မှလားဘယ်နောက်ခံလူကိုအစားထိုးပြီးတော့ခေါ်မှလားကိုကိုပြပြမသိရသေးတဲ့အခြေအနေမျိုးပါအထူးသဖြင့်အသင်းမှာ Patrick Dorgu ကိုကျွန်တော်တို့ကဘယ်လိုမြင်ထားလဲဆိုတာအရေးကြီးတယ်အကယ်လို့ Patrick Dorgu ကိုကျွန်တော်တို့ကဘယ်နောက်ခံလူအဖြစ်မြင်ထားတယ်ဆိုရင်ဒီကြတာတကူကဘယ်တောင်မှန်မှာကျွန်တော်တို့ကအစားထိုးမှရမှာအကယ်လို့အသင်းရဲ့ဘက်ကပေါ့နော် Patrick Dorgu ကိုဘယ်တောင်မှန်ကစားသမားတစ်ယောက်အဖြစ်မြင်နေတယ်ဆိုရင်အသင်းရဲ့ဘက်ကဘယ်နောက်ခံလူကိုအစားထိုးဖို့သူတို့ကြည့်နေတာအဲကြောင့်ကျွန်တော်အနေနဲ့ Patrick Dorgu ကိုအသင်းတာဝန်ရှိသူတွေရဲ့ဘက်ကမြင်တဲ့အမြင်ကအရေးကြီးတယ်ကျွန်တော်ကတော့ဘောနော်ရှေ့မှာလည်းပြောခဲ့ပြီးသား Dorgu တို့ဘာလို့ကစားမားတွေကတကယ်ကျွန်တော်တို့အနေနဲ့ကစားရပြီဆိုရင်လို့ရှိရင်ဘယ်တောင်မှန်တိုက်စစ်တွေမှာဘလို့မှအလုံးမဖြစ်ပါဘူးကျွန်တော်တို့သူများအသင်းရဲ့တိုက်စစ်တွေတောင်မှန်တွေမှာဝင်ကစစ်တွေရှိနေတဲ့အချိန်ကျွန်တော်တို့က fullback player မကြဟိုမကြဒီမကြကစားမားကိုအားကိုးရမယ့်အခြေအနေမျိုးဖြစ်နေတာဒါဟာဘလို့မှအသင်းအတွက်ကောင်းတဲ့အနေထားမဟုတ်ပါဘူးအဲ့တော့အသင်းအနေနဲ့ကောင်းတာတစ်ခုကကျွန်တော်အနေနဲ့ဟို Patrick Dorgu ကိုပေါ့နော်ဘယ်နောက်ခံလို့ပြပြန်ထားပြီးရင်တောင်မှန်ကစားမတစ်ယောက်ဖြစ်ကျွန်တော်တို့ကအစားထိုးဖို့ပဲနောက်ထပ်အစားထိုးရမယ့်ကစားမတစ်ယောက်ကလည်းအသင်းဘက်ကငွေအများကြီးအဲ့ဒီ position ကကစားမအတွက်3ကျင်မှာ3နိုင်တော့မှာသူတို့ပြင်ကျွန်တော်အနေနဲ့တိုက်စစ်ဆိုကွင်းလယ်မှာ3ယောက်လောက်အစားထိုးမှာတော့နော်ပြီးရင်ကျွန်တော်အနေနဲ့ဗာလဲဘယ်တောင်မှန်ဒီကျွန်တော်အစားထိုးဖို့လိုတာလိုအပ်ရင်တိုက်စစ်ကလည်းအစားထိုးခြင်းနေတာဒါအပြင်နောက်ခံလူတွေကလည်းအစားထိုးခြင်းသေးတာအတန်တွေကထွက်နေတာဗျာဒါအပြင်ဘိုးသမားကလည်းကျွန်တော်တို့ကအပြောင်းလဲတွေလုံးမရမှာအခုဘိုင်ယနာနဲ့အန်ဒရီဦးနနာကိုကျွန်တော်လက်လွတ်နိုင်မှာဖြစ်မှာကိုအဲ့လိုအခြေအနေမျိုးဆိုတော့ဒီကြတဲ့ Manchester United အနေနဲ့ငွေတွေကအများကြီးမသုံးနိုင်တော့ဘူး position တစ်ခုတစ်ခုကိုအဲ့တော့ Rafael Leao ကိုကြည့်ရင်ဒီလိုတန်း90လောက်နဲ့ရနိုင်မဲ့ဟိုဘယ်လိုပြောမလဲ position ရလဲ left wing ကိုတိုက်စစ်ကိုကစားနိုင်မဲ့ player တယောက်ဒါလိုကျွန်တော်မြင်ထားရမှာဒါကြောင့်ကျွန်တော်က Rafael Leao ကို Manchester United အနေနဲ့ market opportunity ဖြစ်မြင်ပြီးတော့ဗောနော်ကြိုးပမ်းတင်တယ်လို့ကျွန်တော်ထင်တယ်။ဒီညမှာ Leao နဲ့ပတ်သက်ရင်ကျွန်တော်လည်းပဲဟိုဗာလေးပြောတယ် Italy Serie A တွေကို week in week out ကြည့်နေတဲ့သူတွေမဟုတ်ဘူးဗျာ။နောက်ပြီးရင်လည်းပဲကျွန်တော်တို့နောက် AC Milan ကိုလည်းပဲဟိုပွဲတိုင်းကျွန်တော်ကြည့်တဲ့သူတယောက်မဟုတ်တော့ Leao ဘယ်လောက်ကောင်းတယ်လဲမကောင်းဘူးလဲ။ Leao ရဲ့ကျွန်တော် in position တွေကဘယ်လိုလဲ။ Leao ရဲ့ out of position မှာ defending war rate တွေကဘယ်လိုရှိတယ်လဲ။ဒါနဲ့ပတ်သက်ပြီးလို့ရှိရင်တိတိကျကျတည်တည်ချာချာမြောက်ဝါချင်းတင် Premier League ကိုကြည့်နေတယ်လို့မျိုးပြောလို့တော့ကျွန်တော်တို့မရဘူးပေါ့နော်ဒါပေမဲ့လို့ကျွန်တော်နောက်ပိုင်းနေ့တွေကိုကျွန်တော်ပြန်ကြည့်ရင် Leao နဲ့ပတ်သက်လို့ရှိရင်တကယ်ကောင်းတဲ့ performance တွေကျွန်တော်တွေ့ထားရတာဒီလိုပဲပေါ့နော်သူ့ရဲ့ဘယ်လိုပြောမလဲဟာဒီကောင်က defense ကိုမကူညီနိုင်ဘူး market stretch ဖို့လိုပဲဘာတူးမှလဲဆိုတဲ့အတန်တွေကလည်းကျွန်တော်ရှိနေသေးတာသတိတော့ထားစရာပေါ့ဗျာသတိတော့ထားစရာပေါ့သူသဖြင့် Matheus Cunha တို့လိုကစားမားတွေတော့မှအသင်းမှာဘယ်တောင်မှကစားရင်အရန်အလုပ်လုပ်ပြနေတဲ့အချိန်မှာအခုလိုမျိုး Leao တို့လိုကစားမားတွေစီကနေပြီးတော့တယ်ပိုကောင်းတဲ့ကျွန်တော်ပေါ့နော်ဒါလောက်အားနှုန်းတွေကိုမျှော်လင့်ရမှာပဲရောက်လာပြီဆိုရင်အဲကြောင့်လောလောဆယ်မှာဆိုလို့ရှိရင်
ဟိုကိုရီတွေမဟုတ်ပါဘူးပရီးမီးယားလိဂ်တခြားကလပ်တွေရဲ့ဘက်ကလည်း Rafael Leao ကိုခေါ်ဖို့အတွက်အမှန်ကန်စိတ်ဝင်စားနေကြတဲ့နေရာမှာပါတယ်เนาะတော့တကယ်Leao အနေနဲ့လည်းဟိုတိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်တဦးချင်းကြော်ဖြတ်မှုတွေသူကောင်းတယ်เนาะပြီးလို့ရှိရင်အရန်လဲမြန်တယ် physically ရတယ်ဒီကောင်တော်တော်တောက်နေတယ်မှာပါတယ်ဗျာသူခန္ဓာကိုတိဆောက်ထားပုံကအဲ့တော့တော်တော်ကိုကျွန်တော်အနေနဲ့ပေါ့နော်စိတ်ဝင်စားမှုတွေများလာခံရမယ်ကစားသမားပါအသင်းဘက်ကတော့တန်း90 60ကြာဝန်းကျင်လောက်ဆိုလို့ရှိရင်ခေါ်လို့ရနိုင်တဲ့အခွင့်အရေးမျိုးရှိတယ်ဆိုရင် United က80တင်တယ်လို့ထင်တယ်ဒီကလို့ဘယ်လိုမြင်ကြလဲကျွန်တော်တို့ Rafael Leao ကိုခေါ်ပြီးတော့ United မှာအားဖြစ်တင်တယ်လို့ထင်ကြလားဆွေးနွေးကြပါအားလုံးကိုချစ်တီးများဒီမှာလေ